ရားသခင်ကအစာဝင်လိုက်ယောက်ျားနဲ့မိန်းမကိုစဉ်းတယ်ကျွန်တော်ပြောတဲ့စကားမဟုတ်ပါဘူးဒီမှာကျမ်းမှာပြင်ကြည့်လို့ရှိရင်ဒီမသိမှာတွေ့ရမယ်ယောက်ျားနဲ့မိန်းမကိုစဉ်းတယ်ဒီလိုတော့ပြောလဲဆိုတော့တို့ဘွားကြတော့ဒီနေ့ကတော့အာဒမီညာရှိကြတော့ဖြစ်တဲ့အိဗယ်ဖြစ်တာအကြောင်းတော့ဘုရားသခင်ကတို့ဘွားဖို့ဆိုတာယောက်ျားချင်းစုံဖက်လို့တို့ဘွားနေမိန်းမချင်းစုံဖက်လို့တို့ဘွားနေယောက်ျားနဲ့မိန်းမစုံဖက်ခြင်းဟာဘုရားသခင်အစကတည်းကဆန္ဒရှိပြီးမှပြင်ဆင်ထားတဲ့မင်္ဂလာအပွဲဖြစ်တဲ့ဆိုတာနားလည်ကြည့်ပါ။ဒါမှမဟုတ်ကနေကျွန်တော်တို့ရှင်းမှာမတ်တရရတဲ့နေရာခဏလေးတော့ကျွန်တော်တို့မေးပါလူရှိသူရှိမှာတရားဝင်နော်ဒီရဲ့တို့တမီးရဲ့ဘေးဦးတို့ပဲအခုဒီလက်ကိုချိန်ထားခိုင်းဒီချိန်တဲ့လက်ကမင်္ဂလာဆောင်ပြီးမချင်းဖြုတ်နေရတို့လည်းချိန်တာနော်ဘာလဲဆိုတော့အတူတူကလက်ဝဲပြီးတော့မှမိသားစုအင်အောင်ဒီကိုဒီဆောင်နေဆိုတဲ့အမှတ်ပြချင်းဖြစ်တယ်အမို့ဘုရားသခင်ကအစာကလေးကလားယောက်ျားနဲ့မိန်းမအိမ်တော်ကြပြီးတော့မှအာသမီမူရမယ်ဆိုတဲ့ကောင်းပြီးပြင်လာတဲ့ပြင်ဆင်တာဘုရားသခင်ပြင်ဆင်ထားတဲ့ရာမှာဒီလိုထင်ရမင်းလားပြချင်ဟာလေအစာတွေကဘုရားသခင်ပြင်ဆင်ထားတဲ့ရာဖြစ်တယ်နော်ဘုရားသခင်ကလူကိုဖန်ဆင်းတဲ့အခါမှာသူ့ရဲ့တန်တော်နဲ့အညီဘုရားသခင်ကဘယ်လိုလုပ်ပါတော့တယ်ငါတို့တန်တော်နဲ့အညီယောက်ျားလူမျိုးကိုဖန်ဆင်းရအောင်ဆိုတော့သူတို့နှစ်ယောက်ကဘုရားသခင်တရားနဲ့အညီဖန်ဆင်းရတဲ့ဖြစ်တယ်နော်ပြီးတော့အဲ့မှာတန်ရှင်သောဝိညာဉ်တော်လည်းရှိတယ်သခင်ခရစ်တော်လည်းရှိတယ်အဲ့ဒီကလေးကဘုရားသခင်ဟုတ်လားဖန်ဆင်းထားတဲ့ဝိညာဉ်ကဘယ်တော့မှမသိဝိညာဉ်ကမသိတဲ့အတွက်ကြောင့်မလို့ဟုတ်လားသခင်ခရစ်တော်ကိုဝိယုံကြည်တဲ့သူရဲ့ဝိညာဉ်ကတော့တခြားနေရာမှာလက်ပတ်သို့တော်လည်းသခင်ခရစ်တော်ကိုယုံကြည်တဲ့အခါမှာဘုရားသားများဖြစ်လာပြီးတော့မှအဲ့ဒီဝိညာဉ်ဟာအဲ့ဒီယန္တိခွဲပါသွားတဲ့အခါမှာထာဝရတဲ့ကိုခံစားထာဝရတဲ့ကိုကျွန်တော်တို့ပြောတဲ့အခါမှာလွယ်လွယ်လေးပဲထာဝရတဲ့ဆိုတာဘုရားတဲ့ဒီဘဝကနေကျွန်တော်တို့ဘဝဆုံးတဲ့အခါမှာဘုရားတဲ့ကိုရမယ်ဘုရားလိုပဲဖြစ်မယ်ဒါပေမဲ့ကျွန်တော်ဘုရားကတော့ဘုရားနဲ့ဖြစ်မယ်ဒါပေမဲ့ဘုရားလိုဘုရားတော့ကျွန်တော်တို့ဖြစ်တယ်အဲ့ဘုရားတပါးကြီးလာရှိအဲကြောင့်မို့ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့စာတည်တဲ့ကောင်းကြီးပင်လက်ထချင်းမင်္ဂလာဒီနေ့အစာပြုပြီးတော့မှသူတို့ရဲ့အသက်တာမှာရှေ့ရှောင်ပြီးတော့မှဘုရားသခင်ရဲ့အလိုတော်အတိုင်းလက်ရှိကြည့်ကဘာဦးမှာဘုရားသခင်ကအဲ့လိုပေါ်ပြပြီးဒီနောက်မောရှိလက်ထရောက်တဲ့အခါမှာဣသရေလလူမျိုးအတွက်တော်လီအင်းတဲ့တရားစနစ်တို့အင်းအောင်ကြမယ်ဆိုတာကိုသာသနာမှာတိကျပြန်တာအဲ့လိုဘုရားချင်းကလည်းမောရှိကဘုရားတော်မူဘုရားသခင်ရဲ့ဝိညာဉ်တော်ဖြစ်တဲ့တန်ရှင်တော်ဝိညာဉ်လမ်းပြချတာဖြင့်ဘုရားရဲ့ခြင်းဖြစ်တယ်။ဒါမို့ဟုတ်လားကျွန်တော်တို့အသက်တာအင်းတော်လူပြုပြီးတော့မှဆက်လက်ပြီးတော့မှထိမ့်သိရမယ့်အကြောင်းအရာတွေဟာကျမ်းစာထဲမှာတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ပြည့်ပြည့်ဝဝရှိတယ်လို့ကျွန်တော်နားလည်တယ်။ဒါမောရှိဖြစ်ပြီးတော့တဲ့အခါမှာသခင်ခရစ်တော်ရဲ့အချိန်ခါရောက်လာတဲ့အခါမှာလူစားဒီကိုအပြည့်အဝခံစားထားတဲ့သခင်ခရစ်တော်လူစင်စစ်ဖျားစင်စစ်ဘဝတုန်းကခန္ဓာမှာရှိတဲ့လက်ထမင်္ဂလာပွဲကိုသွားခဲ့တယ်အဲ့ဒီလက်ထမင်္ဂလာပွဲမှာအတင်းကျပ်ဖြစ်နေတဲ့အချိန်တွေမှာရေကနေပြီးတော့မှစပီးပြင်ဆင်ပေးလိုက်သခင်ခရစ်တော်ကမရှိအဲ့ဒီလက်ထမင်္ဂလာဘုရားတည်းဆိုရင်ရှိ
အလားတူပဲကျွန်တော်တို့တက်တာမှာသခင်ခရစ်တော်မရှိဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့အိမ်တော်ဟာအပြည့်ရှိတော့ဆိုရင်ရရှိအဲ့ဒီနေ့မှာသခင်ခရစ်တော်စပီးရေကနေစပီးကိုလွတ်လိုက်တာဘာလို့သူလွတ်ပြလိုက်လဲဆိုရင်အနေနဲ့ကာလတရား50ကနေ180နော်150နဲ့180ကပေါ့ပါလေနော်ဝါအောင်ပေါ့အောင်မြင်ကျမ်းစာမှာပြောပြထားတယ်ဆိုတခင်ခရစ်တော်ခန္ဓာမှာလုပ်တဲ့တိတ်နေပြီတောင်းနေပြီလားသူပထမဦးဆုံးလုပ်တဲ့တိတ်နေပြီဖြစ်တယ်ဒါမို့လားလက်ထမင်္ဂလာကိုကျွန်တော်တို့အစားပြတဲ့ခါမှာခရစ်တော်ကိုကျွန်တော်ရဲ့ဘဝမှာပေါ်ပြနေတယ်ကျွန်တော်တို့လူမျိုးရောက်လက်ထတဲ့လူမျိုးရောက်လာခရစ်တော်မှာသစ္စာရှိတယ်လို့ရှိရင်တယောက်နဲ့တယောက်နဲ့သစ္စာရှိလို့ရှိရင်ဘာမှဖြစ်စေဘူးအဲ့ဒီနေ့တစ်ဆင့်အမှန်တော့တို့အချင်းရောက်လာတဲ့ခါကျတော့တန်ရှင်သောဝိညာဉ်တော်အဖြစ်လားအမှန်တော့တို့ရတဲ့ခင်ဗျာထားပြီးတော့မှ easy yes တော့အဲ့ဒါမှပေါ်ကြတယ်အေးပဲဩဝါဒစာအဲ့ဒါကအရေးကြီးတဲ့အတွက်ကြောင့်လို့တော်တော်ပါမယ်တို့လိုက်လာတယ်အေးပဲဩဝါဒစာခန်းကြီး9 25နဲ့29ဒါကမင်္ဂလာဆောင်တဲ့အမျိုးသားတွေဖြစ်တယ်အဲ့ဒီကျမ်းစာကပြောထားတယ်ဆိုတော့အချင်းယောက်ျားတို့ခရစ်တော်ဒီအတင်းတော်ကိုချစ်တော်မူတဲ့ကဲ့သို့တင်တို့ကိုတနည်းကိုချစ်ကြပါတို့အတင်းတော်ဒီတန်ရှင်းတဲ့အပြစ်ကင်းခြင်းရှိဖြစ်၍အနည်းအပြင်ချင်းဒီတွန်းချင်းမှဆက်၍တို့မှာကင်းလို့အဖြစ်အပြည့်တင်းတယ်ရဲ့ရှိတော်အတင်းတော်ကိုခရစ်တော်ဒီမိမိစတာအတော်ငါနှုတ်ကပတ်တော်၌စေကြောခြင်းအဖြစ်စင်ကျတန်ရှင်းစေကြောင်းထိုအတင်းတော်အဖို့လုံးမိမိကိုစွန့်မိတော့ခရစ်တော်ဟာအတင်းတော်တဲ့သူရဲ့အသက်ကိုစွန့်ပြီးတော့မှသူရဲ့အတွေ့အကြုံတန်ရှင်းတယ်လို့ဟာဘယ်တော့ယောက်ျားဖြစ်တဲ့သူကသူ့ရဲ့မိန်းမသူ့ရဲ့စိတ်ကိုအသက်ပေးပြီးတဲ့အောင်ရှေ့ရတယ်လို့ပြောလာတယ်မှာပြောတာရှင်းတယ်နော်သူရှင်းတယ်လို့ပြောတာနော်ဟာမျိုးသူဖြစ်တယ်နော်မျိုးအချင်းမိန်းမလို့တရားတခင်အုပ်စုမှုချင်းကိုဝန်ခံတဲ့ကဲတော့ကိုခင်ဘုန်းကြီးအုပ်စုချင်းကိုဝန်ခံကြတော့ကျောင်းကခရစ်တော်ဒီအတင်းတော်ရဲ့ဟောနိုင်ဘုရားဖြစ်တော်မူတဲ့ကဲတော့ယောက်ျားဒီမိမိဇနီးရဲ့ပုံမှာသူကောင်းဖြစ်ခရစ်တော်ဒီမိမိခန္ဓာကိုပြည့်တော်သူဖြစ်တော်မူအတင်းတော်ဒီခရစ်တော်ဤအုပ်စုမှုချင်းကိုဝန်ခံတဲ့ကဲတော့မိမဒီနဲ့ကိုခင်မိုးဤအုပ်စုချင်းကိုတရားလိုက်ဝန်ခံရသည်တဘောတော့အတင်းတော်ခရစ်တော်ရဲ့စကားကိုနားထောင်ပြီးတော့မှခရစ်တော်ရဲ့လမ်းကြောင်းကိုခရစ်တော်ရဲ့အုပ်စုမှုကိုခံတဲ့တော့ဒီနေ့လက်ထမ်းတဲ့တို့တွေဟာဝေရောက်တဲ့ဖြစ်မဲ့သူကိုတရားရဲ့အနိုင်ဝန်ခံပြီးတော့မှသူရဲ့အုပ်စုမှုကိုခံရတဲ့ကြောင့်လည်းမှတေးလင်းပြောတာယောက်ျားရဲ့အုပ်စုမှုကိုအရာမဝန်ခံနိုင်ဘူးဝန်ခံနိုင်တော့ဘုရားရဲ့အုပ်စုမှုကိုဖျားရှိလာသူရှိကျောင်းလာတဲ့အတိုင်းဝန်ခံတဲ့ကြောင့်ဘုရားရဲ့အုပ်စုကျွန်တော်လက်ထမ်းနေတာနော်တော့မှဘုရားဆုံးမှာတော့ကျောင်းသားပါပြီလို့ရှိရင်ခရိယန်တွေအတွက်ထုတ်ထားတဲ့စီကံတွေဒီဖြစ်တဲ့ဆက်လက်ပြီး
Indi snow the Pua, not to the Puago. He had again no butter time. I did about pounding. Tension dog getting chain, tension dog letter champion, thing by you and me. Do go chili, nitty, yeah. Sama the Jesse, Chana the Jesse, Kauna the Jesse, See the Jesse. Tonight at the she. They know a passion the Galashalo. Would the other Lashal yet? Almost founding by me. You need this you want to hello, people now. No, two people are any equal to two. The other game no about the dying. I did about Bombay. Tension of the Dutchy, they buy what you go chive, Ninte say, Jama the Jesse, Chana the Jesse, Kauna the Jesse, See the Jesse. Do neither meet a and on the Shinamaka follow. Would the other like shall yet? Come on, no, on the chain. Give up you, leave this idea. I throw the good long. Yes, I feel no, two to water. No, he let me have chips in. Think by billion. And he got sorry. Take on Sunday down. Only to say, so did you say, Chana did you say, Say did you say, Jama did you say, Chana did you say, I'm your go singing. Now, Dega, now, now you Dega, now you. We took on Western Bay. Came in some method of one day. That can be needed. Uroshina, in the letter door, the other people. Yes, she did Calabalo. Some show tissue, but you did it. Jama, two, one. Everyone saw Chana did you say, Say did you say, Jama did you say, you belong to you say, however you make the way, no need to Chichi Pen, Common Tissue, usually, only one. You don't know you are coming here to they have been shaped. Keep it or shape, and she know we don't have to. You should be at the bathroom to get a leader. And the man check they got. Down pieces, only pieces with their check. You got down on our Chennai.
တေးကောင်းတယ်ပြောတာကြားဘူးလားကျွန်တော်ခဏခဏကြားဘူးဆရာကျွန်မယောက်ျားတေးကောင်းယောက်ျားသူစမီးမတိုက်တဲ့ဟာတွေလို့တနည်းသူပရိုဂျက်တွေလည်းကပါဒီယောက်ျားညင်တေးရမသေးတော့နဲ့ချလို့နော်အဲ့လိုပဲဟာဆိုဒီပြည့်စေကောင်းပြီပြည့်စေနော်အဲ့လိုတက်ရှင်ကြတာတော့ကောင်းပြီဆိုတော့ကောင်းတယ်တော့ဘာလဲစတဲ့ကြီးနဲ့တော့ပါနေတယ်တော့ကနေအဲ့လိုလုပ်ခဲ့တဲ့ဒီအစားပြားလို့အဲ့ဒီကတော့အဲ့ဒီတော့လက်ဆွဲတဲ့တော့ပါလို့လာရရတဲ့တော့ပါPero lesson de bien, es una parte, ¿no? De venga, yo la gana, y lo más, yo me ve, no lo diga, yo la lesson garo, yo lo tiene también, shui, lesson, ya lo digo yo. Shui es una gana, la cambio chile, es de cambio, chichimita, Bobo Sazati, Bobo Ludeya, Filmin Dilo, Tanya Minga, Pichea, Damata Mushi, Yadakin, the Sinea, the Jamu, Ramushi, the Shuine, which is in the majority, not a check, issue a son and issue, a soul and issue. အဲ့လိုလေသူတို့ရဲ့ချစ်ချင်းမြတ်တာလေအစပါရှိတယ်အဆုံးမရှိတယ် never ending ဘယ်တော့မှအဆုံးရှိတယ်မြတ်တာလို့ဆိုတာကိုပဲပြီးတော့ရွှေကအစိတ်ကဘလိုပဲလို့ရွှေရရွှေတယ်ဘလိုမှပြည့်စုံတာပေါ့အတ္တဓမ္မအခက်အခဲတွေရှိလာတဲ့အခါမှာဘယ်တော့မှအမရှိဘူးသစ္စာရှိလို့လည်းမတတ်ဘူးဆိုတော့မျိုးသားကနေပြီးတော့မှမျိုးသမီးကနေပြီးတော့မှမျိုးသားကိုလက်ဆွဲဆိုပြီးမှအဲကျေးပြီးတော့မျိုးသားလက်ဆွဲလက်တန်ချိတ်သူတို့လက်ဆွဲပြကြအဖြစ်သူတို့ရဲ့လက်ထမင်္ဂလာပြည့်စုံတို့တကယ်ပြပါတယ်ဒါကြောင့်သူတို့ဒီကိစ္စလည်းပြီးလက်ဆွဲပြီးဖြစ်တဲ့ကြောင့်တို့ဒီနေ့ဘုရားသခင်အဲ့ဒီပြေလို့တော့ဓမ္မအမှုတော်ဆောင်တရားဝင်ဖြစ်တော်၎င်းအစွမ်းမင်းကခွင့်ပြုကြရတော်၎င်းသူတို့လူဟာအကျဉ်းတွေများဖြစ်ပြီးဆိုတာကိုလူရှိမှကျွန်တော်ကြည့်ရပါတယ်။ခဏဘုရားသခင်တဘောတည်ပြီးတော့မှလက်ထမင်္ဂလာအစီအစဉ်ကိုခွင့်ပေးသည့်ရာကိုနောက်မိသူတူကမှမခွဲပါပါစေ။ဘုရားလုပ်တဲ့အလုပ်ကိုလူမဖြစ်ပါဘူးဆရာကနေပြတာလာတူမှာရှိတော့ဒီမှာတည်းအစီအစဉ်တွေဆက်ပြီးတော့ဆက်ပြီးတော့
ဆုတောင်းရအောင်အိမ်တော်ကိုအစားပြုတော်မူသောအဖဖေဟာကိုရောဟာအိမ်တော်ရဲ့အရေးမြစ်ဖြစ်တဲ့အိမ်တော်ကိုဒီအစားပြုပြီးတဲ့ဘုရားဖြစ်ပါတယ်ဒီနေ့ဒီအချိန်မရတဲ့ဥပပေါ်မှာဘုရားခင်ဒီဆုံးဖက်လျက်မင်္ဂလာရှိစွာနဲ့ဒီမင်္ဂလာအခမ်းပွဲကိုပြုလုပ်ခြင်းပါတော့ကြောင့်ယေရှုတော်ကိုချီးမွမ်းပါတယ်အစပြုပြီးဘုရားဒီသခင်ဘုရားနေ့ရက်တိုင်အောင်မင်္ဂလာရှိစေလျက်တိုးပွားလျက်ကောင်းချီးပေးပါဖြစ်လို့ယေရှုတော်ကိုချီးမွမ်းပါတယ်ဒီစတိမောင်နှံတရားရဲ့တက်တာထဲမှာရှိဥမြတ်တာရော့သွားခြင်းမျိုးမရှိဘဲနဲ့နေ့ရက်စဉ်တိုင်းမှာလောကဘတ်တော်ပေါ်မှာအခြေပြုလျက်ဘုရားရဲ့မြတ်တာပေါ်မှာအခြေပြုလျက်ဘုရားရဲ့ဘုန်းတော်ကိုထောက်ရှုလျက်ဒီနေ့အိမ်ထောင်ကိုတာ၍တမန်တရားနဲ့အညီဤထောင်နိုင်မှုရန်အတွက်ဘုရားရှင်သည်ဉာဏ်ပညာပေးတော်မူပါကောင်းကြီးပေးတော်မူပါခင်မွန်းတွေကလည်းဇနီးတွေကိုမြတ်တာပေါ်မှာအခြေပြုလက်တာ၍ဒီနေ့ကိုယ့်ရဲ့အသက်နဲ့အမျှဝေကာပြီးမှဘုရားခင်ရဲ့အလိုတော်အတိုင်းတာ၍ဆောင်ရွက်ပြုနိုင်ဖို့ရန်အတွက်ကောင်းကြီးပေးတော်မူပါဇနီးတွေလည်းခင်မွန်းတွေအုပ်စိုးခြင်းဝန်ခံလျက်ဒီနေ့အရာရာမှာအထောက်မကောင်းတွေနဲ့အသက်ရှင်လျက်မင်္ဂလာရှိစွာအသက်ရှင်နိုင်ဖို့ကောင်းကြီးပေးတော်မူပါဒီဇနီးမောင်နှံနှစ်ယောက်စလုံးကိုသခင်ယေရှုနာမနဲ့ကောင်းချီးပေးပါတယ်။နှစ်ဦးမဟုတ်ဒီနေ့တဦးဆိုတဲ့အတိုင်းဒီနေ့မိမိရဲ့စိတ်သဘောအတိုင်းပဲဒီနေ့အသက်ရှင်ခြင်းမျိုးဖို့ပဲမယ်အရာရာမှာတဦးကိုတူတိုင်ပင်လျက်ဆွေးနွေးလျက်ဒီနေ့နှုတ်ကပတ်တော်နဲ့အညီဘဝအတ္တတာကိုစောင့်နိုင်ဖို့ရန်အတွက်ကောင်းချီးပေးတော်မူပါ။အဖဘုရားခင်ဒီနေ့မင်္ဂလာရှိစွာနဲ့မင်္ဂလာဆောင်ခြင်းအမှုကိုပြုတဲ့ဒီအချင်းလင်မယားနှစ်ဦးပေါ်မှာဘုရားရှင်ကြီးဆက်လက်၍ကောင်းချီးပေးတော်မူပါဒီနေ့လူပြိုအပြိုဆိုတဲ့ဘဝကိုဆွတ်ပြီးမှအိမ်ထောင်တဲ့ဘဝကိုဒီနေ့ခြေလန်းစကြရဖြစ်တယ်ဒီနေ့ဒီခြေလန်းစခြင်းအရာမှာစ၍ဒီနေ့သားတွေသမီးတွေရတဲ့အထိဖခင်မိခင်ဆိုတဲ့ခြေလန်းကိုပြုခြင်းဒီခြေလန်းတစ်ခုချင်းစဲပေါ်မှာလည်းဘုရားခင်ကြီးဆက်လက်၍ကောင်းချီးပေးတော်မူပါမင်္ဂလာကိုအစပြုပေးတဲ့ဘုရားဒီနေ့တိုးပွားတဲ့အခွင့်ဘုရားရဲ့မျက်နှာတာဘုရားသခင်ရဲ့ခြေဆုပြုခြင်းဘုရားရဲ့မဆာခြင်းဘုရားသခင်ရဲ့ပွဲကောင်းခြင်းအောက်မှာဘုံထင်ရှားတဲ့အတ္တဖြစ်စေတော်မူပါဒီနေ့ဘုရားခင်ဒီကြီးသောမျက်နှာတာကိုဒီစတိမဏနှစ်ယောက်ပေါ်မှာကောင်းကြီးပေးတော်မူပါလှုပ်ဆောင်တဲ့မြတ်မှာအချမ်းထမြအောင်မြင်လျက်ဘေးအန္တရာယ်အမျိုးမျိုးမှပွဲကားတော်မူပါစုံစမ်းနှောက်ယှက်ခြင်းအမျိုးမျိုးကိုလည်းကြော်လွှားနိုင်ဖို့ရန်အတွက်တမန်တရားအားဖြင့်ခိုင်ခန့်စေတော်မူပါကိုရောရဲ့အုပ်စိုးခြင်းကိုဝန်ခံလျက်ဘုံတော်ထင်ရှားတဲ့တတ္တာဖြစ်စေတော်မူပါမင်္ဂလာရှိတဲ့အတ္တဖြစ်စေတော်မူပါဖခင်ရဲ့အလင်းဖခင်သခင်ရဲ့ကောင်းမြတ်ခြင်းများကိုဒီဇနီးမောင်နှံအားဖြင့်ထင်ရှားစေတော်မူပါသခင်ယေရှုနာမနဲ့ကောင်းချီးပေးပါတယ်ဒီနေ့ဖခင်သခင်ရှိလူတို့ရှိမှအသေးတင့်တယ်စွာတန်ရှင်းစွာနဲ့မင်္ဂလာဆောင်နေခြင်းအမှုကိုပြုတဲ့ဒီဇနီးမောင်နှံရဲ့အတ္တပေါ်မှာဘုရားသခင်ဒီအစိမ်ကောင်းကြီးပေးလေမဆတော်မူပါခြေဆုပြုတော်မူပါမိကြောင်းလက်တော်အနံပါတယ်ကိုရောသားလေးဒီနေ့အိမ်ထောင်ရဲ့အရေးအမြစ်ဖြစ်ပါတယ်အိမ်ထောင်ရဲ့လိုအပ်ချက်တစ်ခုချင်းစီတိုင်းကိုမဆပေးနိုင်တဲ့အရှင်ကလည်းကိုရောဘုရားပဲဖြစ်ပါတယ်ဒါကြောင့်အစပြုတဲ့ဘုရားဒီအဆုံးတိုင်အောင်ပို့ဆောင်တဲ့တိုးပွားခြင်းမျက်နှာတာကိုဘုရားခင်ဒီပြင်ဆင်မှာဖြစ်သောကြောင့်ကိုရောကိုယေရှုတင်ပါတယ်ဒီဇနီးမောင်နှံနဲ့ဆက်ဆိုင်တဲ့နှစ်ဖက်တော်မိဘဆွေမျိုးတိုင်းဝိုင်းညီကိုမောင်နှမအဒီဒီပေါ်မှာလည်းဘုရားခင်ဒီဂရိတော်နဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာဖြစ်စေတော်မူပါဒီလောကမှာဘုရားခင်ထားထားတဲ့ရည်ရွယ်ချက်အကြံစီတော်ကိုပြည့်စုံစေလျက်နေ့ရက်စဉ်အသက်ရှင်မှုတစ်ခုချင်းစီတိုင်းဟာကောင်းကင်အဖကိုဒီနေ့ခြေနဲ့ဝမ်းမြောက်စေတဲ့တတ္တဖြစ်စေတော်မူပါကောင်းကင်အဖရဲ့အလိုတော်ကောင်းကင်အဖရဲ့အကြံစီတော်ကိုပြည့်စုံစေတဲ့အတ္တဖြစ်စေပါမည်အကြောင်းဒီနေ့မင်္ဂလာဆောင်နေခြင်းအမှုဂတိကဝတ်ကိုပြုတဲ့ဒီဇနီးမောင်နှံရဲ့အတ္တပေါ်မှာကောင်းချီးပေးပါမည်အကြောင်းအိမ်ထောင်ရဲ့ဦးကောင်းဖြစ်တော်မူသောခရစ်တော်ဘုရားနာမအမိပြု၍ကောင်းချီးပေးကဆုတောင်းပတနာပြုကြပါရယ်ဖခင်သခင်အာမင်ယနေ့သူတို့လူကအချင်းလေးမယားဖြစ်ကြောင်းကိုခမဲတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ကောင်းကြီးမင်္ဂလာနဲ့အတူပြည့်တဲ့များကိုကျေးဇူးပါတယ်စင်နီမောင်က
အဖြစ်ဖြစ်ပါသည်ဘုရားတို့လက်မှတ်ထိုးတဲ့ဆိုကျွန်တော်တို့လက်မှတ်ထိုးနေချိန်မှာတတိတချင်းစုပ်ကိုပြင်ဆင်ထားတဲ့တတိလေးချင်းစုပ်ကိုပြင်ပေါ်ပါတယ်အခုချိန်မှာတရူတာရဲ့တက်တည်ပေါ့နော်တရူတာရဲ့တက်တည်ရဲ့လက်မှတ်အထောက်အပံ့ဖြစ်ပါတယ် sorry တရူတာနဲ့တရူသမီးဒီမှာကျွန်တော်တို့လူသားဘက်ကတက်တည်လက်မှတ်ထိုးဖို့ပြောပါတယ်ခင်ဗျာဒါလေးစတိုင်းလေးလူသားတက်တည်
တို့အခုချိန်မှာတင်းတော်ကကြေညာခြင်းနဲ့အခုကျေးဇူးတင်စကားပြောပေးဖို့ဆရာမိုးကျော်သူကိုဖိတ်ခေါ်ပါတယ်ခင်ဗျာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်နော်ဒီနေ့ကမင်္ဂလာရှိတဲ့နေ့ပေါ့နော်မင်္ဂလာရှိတဲ့နေ့မှာမင်္ဂလာဆောင်နေခြင်းအခွင့်ကိုနော်ကျင်းပပြုလုပ်ရတဲ့အခွင့်ကိုပြင်ဆင်ပေးတဲ့ဘုရားသခင်ရဲ့နာမတော်ဒီကဘာဆက်ဆက်ဘုန်းကြီး၍မင်္ဂလာရှိပါစေနော်ဒီနေ့မင်္ဂလာရှိလို့နော်မင်္ဂလာနေ့ဖြစ်တာဖြစ်ဒါကြောင့်မင်္ဂလာဆောင်လို့မင်္ဂလာနေ့ဖြစ်သွားတာမဟုတ်ဘူးเนาะတကယ်တော့မင်္ဂလာရှိတဲ့နေ့မို့လို့မင်္ဂလာဆောင်တာဒါမို့ကျွန်တော်တို့နှုတ်ပတ်တော်ဘယ်လိုပြောတာလဲဆိုတင်လို့ဒီမျက်စိမြင်သောကြောင့်မင်္ဂလာရှိတင်လို့နားသည်ကြားသောကြောင့်မင်္ဂလာရှိတကယ်တော့ဘုရားသခင်ကမင်္ဂလာရှိစေတာဖြစ်တယ်เนาะဒါကြောင့်မင်္ဂလာရှိတဲ့နေ့မှာမင်္ဂလာလက်ထပ်ထိမ်းများဆောင်နေကိုပြင်ဆင်ပေးတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုရှေးဥစွာထူပဲရှင်းမချင်ပါတယ်နော်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီနေ့မင်္ဂလာဆောင်တဲ့သူတို့သားနဲ့သူတို့သမီးကနော်မင်္ဂလာဆောင်ပေးတဲ့ဆရာကတော့ပြီးတော့ဒါတိုက်ဆိုင်ဆိုင်နော်ဘုရားသခင်ပြင်ဆင်ပေးထားတာဖြစ်နေ့ရက်ကာလအချိန်နာရီတွေကဘုရားလက်ထက်မှာရှိတယ်ဆရာကြီးကတကယ်တော့အမေရိကကနေလာနော်နှစ်ချင်းဗတ္တိဇံကိုလည်းသူပေးသွားတယ်နော်ပေးသွားပြီးမှတခါတည်းမင်္ဂလာဆောင်ခွင့်ကိုရတာဖြစ်တယ်။ဒါကျေးဇူးတော်တက်တက်ကြောင့်ပဲဖြစ်တယ်။ဒါတော့နော်သူတကယ်လို့ဒါအမေရိကနေကျွန်တော်တို့ဒီကိုလာမယ်ဆိုရင်လမ်းစိတ်ကြီးပဲကိုအနည်းဆုံးနော်အနည်းဆုံးဘယ်လောက်ရှိလဲဆိုရင်3သိန်းခွဲလောက်ရှိနော်လမ်းစိတ်ကြီးပဲစားစိတ်နေစိတ်တွေရှိသေးတယ်။ဒါတော့မို့ဘုရားခင်ကဒီတို့သမီးနဲ့တို့သားကိုဘုရားဘယ်လောက်ချစ်လဲဆိုတာနော်ဘုရားချိန်ချက်ထားတာဘုရားချိန်ချက်ထားတဲ့အတွက်ကြောင့်အထူးနော်ကောင်းခြင်းမင်္ဂလာခံစားရတယ်နော်ဇနီးမောင်နှံဖြစ်တယ်ဒါကြောင့်မို့ဆရာတော်ကြီးကကျွန်တော်တို့ဒီမဲဆိုင်တိုင်းရင်းသားနှစ်ချင်းတင်းတော်ရဲ့တင်းအုပ်ဆရာကြီးဖြစ်ပါတယ်နော်တင်းအုပ်ဆရာကြီးကြီးစုဆောက်ရှောက်ပြုစုပေးတာကြပြီနော်ဟိုးစကြရတာအဲ့ဒါဒီဆရာကြီးကိုလည်းကျွန်တော်တို့ဒီအသင်းတော်ပုံစားပေါ့နော်ဒီမင်္ဂလာဆောင်ပြုလုပ်ပေးတဲ့အတွက်တင်းတော်ပုံစားတော်၎င်းဇနီးမောင်နှံမင်္ဂလာဇနီးမောင်နှံအတွက်တော်၎င်းเนาะကျွန်တော်တို့ပုံစားပြုပြီးတော့ကျေးဇူးတင်တယ်လို့ပြောကြားချင်ပါတယ်ဆက်လက်ပြီးတော့မှကျွန်တော်တို့အဖက်ဖက်ကနေပြီးတော့အမှုတော်ဆောင်ပေးသွားတယ်တာဝန်ယူပေးသွားတယ်เนาะဆရာပလိုက်တန်ကွန်တို့เนาะဆရာယာကုတ်တို့เนาะဒီဆရာเนาะသူစက်တက်ဆူတောင်းပေးသွားတယ်ဆရာဗရန်မိုင်တို့နော်သူတို့လည်းအထူးပဲကျေးဇူးတင်တယ်။နောက်ရောက်ရှိလာတဲ့ဒီဘုံမောင်နှမတွေနော်။နောက်ရေခဲဆက်ယုံကတထေးတွေပေါ့နော်။တထေးဇနီးမောင်နှံတွေလည်းလာရောက်ပြီးတော့အားပေးကြတယ်။နော်ကျွန်တော်တို့ဒီမင်္ဂလာဆောင်ပွဲကတကယ်ကိုထူးထူးခြားခြားပေါ့နော်။ဆရာဗရမန်ရဲ့အဖေလည်းရောက်နေတယ်နော်။သူကမြေကြီးနားနော်။မြေကြီးနားနေရောက်လာတယ်နော်။အံ့ဩစရာကြီးနော်။တကယ်တော့ကျွန်တော်တို့ဟိုဖိတ်ပြီးတော့မှခေါ်မယ်ဆိုရင်တော့မှလာဖို့ဆိုတာမဖြစ်နိုင်ဘူး။ဒါကြောင့်ဒါကျေးဇူးတော်တက်တက်ပဲလို့ကျွန်တော်တို့ခံယူပါနော်။နောက်ဒီမင်္ဂလာဆောင်ဒီဇနီးမောင်နှံဆိုရင်လည်းရေခဲဆက်ယုံကဖြစ်တယ်။ရေခဲဆက်ယုံကကျွန်တော်တို့ဒီမဲဆိုင်တိုင်းသားလူမျိုးစုအတင်းတော်ရဲ့တပည့်တော်စုပေါ့နော်။တပည့်တော်စုလို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့တပည့်မဟုတ်ပါဘူး။ဆရာတော်ကြီးရဲ့တပည့်လည်းမဟုတ်ဘူး။ဆရာယာကုပ်ရဲ့တပည့်မဟုတ်ဘူး။ဆရာတန်ရဲ့တပည့်လည်းမဟုတ်ဘူး။တကယ်တော့တပည့်တော်စုဆိုတဲ့အခါမှာယေရှုခရစ်တော်ရဲ့တပည့်တော်ဖြစ်တယ်နော်မင်္ဂလာရှိတယ်ယေရှုခရစ်တော်ရဲ့တပည့်တော်ဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီသူတို့ဇနီးမောင်နှံနော်သူတို့ဇနီးမောင်နှံကိုရေခဲဆက်ရုံမှာကျွန်တော်တို့ဒီမှာဖိတ်ခေါ်ပြီးတော့မှဒီမှာလာရောက်ပြီးတော့မှမင်္ဂလာဆောင်တင်ပေးရတဲ့အတွက်ကြောင့်လေအထူးပဲကျေးဇူးတင်တယ်ကြွားလာကြတယ်နော်ညီကိုမောင်နှမတွေနော်ဆရာဆရာမတွေနောက်ပြီးတော့ဒီမှာလုပ်ငန်းရှင်တထေးတွေပေါ့နော်ရောက်ရှင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းကိုအသင်းတော်ကိုစားပြောကြားလိုပါတယ်လို့ပြီးတဲ့အခါမှာကျွန်တော်တို့ဒီ
ဒီမင်္ဂလာဆောင်ဇနီးမောင်နှံကနေပြီးတော့မှတေခင်ပြုတ်လုပ်ထားတယ်နော်ကျွေးမွေးတွေရှိတယ်ရောက်ချင်းစီတိုင်းမစားဘဲနဲ့မပြန်ဘူးနော်အထူးပဲဖိတ်ခေါ်ချင်တယ်နော်အတူတကွနော်မိသားစုတွေဖြစ်သွားပြီတကယ်တော့ကျွန်တော်တို့ရောက်ချင်းစီတိုင်းကမိသားစုတွေဖြစ်တယ်ခရစ်တော်၌ဒီကိုမှမတွေဖြစ်တယ်ဒါကြောင့်အတူတကွစားတော့ပြီးမှပြန်ဖို့ရအတွက်အတင်းတော်ကိုစားပေါ့နော်အထူးပဲဖိတ်ကြားချင်ပါတယ်လို့ရောက်ချင်းစီတိုင်းပေါ်မှာဘုရားခင်အထူးပဲကောင်းချီးပေးပါစေဒီပါကျွန်တော်ကျေးဇူးတင်ကြတဲ့ကြောင်းရပေးတဲ့ဆရာကြီးကတော်ပြပါစေဆရာကြီးကိုလည်းဆက်ဆက်ပါပါတယ်ဆရာကြီးတက်လာပြီးသွားတဲ့ချိန်မှာတူလူသမီးလူသားတူလူသမီးတက်လာပြီးတော့အရှင်တက်လာပြီးတော့ကျေးဇူးတင်ကြပြောပေးဖို့ဆရာမကြီးအခုဆိုလို့ပြောထားပါတယ်မေလာစကုနီယနေခရီးမာဝီဒိုီလက်ထထုံဒန်စီယာတေဘီဘာဒိုဒီနိချီခရီးဝေဂျိုရီအချိုစီမယေကိုဒီစီယေဆိုတဲ့ချေမအောင်တော့မြရှိဒီအနည်းတော့အခွင့်အရေးဖျားရှိနိုင်ကျွန်တော်တိုက်ခါရဆရာ James လာထင်ရလက်ထပ်ပြပါသည် Our Reverend James La hereby perform the Baptist Christian marriage between the above and in person on the 17th of May 2025 according to the resolution of Grand Baptist Convention number M75/68. God, there will be prayer. Dame ya yin da kuja. Aja ne ka. Ado ba ya ne bi do ma ado de bi. Tuye me ya tuye tani bi ati ma ni ne na. Ma tu zani yo tu zani bi ta bi na. Ra yo preta ni ni na. Preta ma ni ni no jo ma dong so preta ni ni na. Now ni ni ma ne. Allah ru ve amyo ki ani bi ko ale tuye ke mu ne ko na ne na ni ni na. Bo bi lo shi pa ma u so. Kim wonde pide to na tiye sini ko pichane ni ya bi na me to no pyo ja ho la na no to na me bi lo shi tiye sini ya le tiye kim wonde ko Allah to ya na ja me de sa ma kim wonde ya de ko ya sini le ko na ma Let me pray out on the chin out. 1, 2, 3.
ကျေးဇူးတင်ပါတယ်ကျွန်တော်အခုချိန်မှာအင်ရှင်ဘက်ကနေပြီးတော့ကျေးဇူးတင်ကြအောင်ပြောလို့ဆရာမကြီးခုခုဆိုလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ ခုနဆရာမိုးကျော်သူတခါပြောပြပါပြီကျေးဇူးတော့ကျေးဇူးတင်ချင်းပြောပြတယ်အခုကျွန်မပြောမယ်ဆိုတော့ညံ့ကြိုဖြစ်သွားပြီပေါ့နော်ဒါပေမဲ့ခုနပဲပြောမှာပဲကျွန်တော်ကျွန်မမြန်မာပြည်မှာနေမြန်မာစကားသိမကျွမ်းဘူးပြင်စကားပဲပြောတတ်တယ်ဒါပေမဲ့မပြောတတ်မပြောမဖြစ်တော့ခုမှပြောရမှာလေနော်ကျေးဇူးကကျေးဇူးတင်မှာပြားတင်ကျေးဇူးတင်ပါလေပြားတင်ပါလို့ရှိရင်ဒီလာဆောင်မှာဖြစ်မြောက်ပြပြီအဓိကပြားတင်ပါရှိတော့ကြောင့်အခုလူခါရတော့နာနဲ့ခင်းချင်မှာဗန်းဒီမြေမင်္ဂလာဆောင်ပွဲမှာပြားတင်ပါရှိတော့ရတော့ဆိုပြင်တော့ကျေးဇူးတင်ပါတယ်ဒီကျေးဇူးတင်မှာအခုလိုကျေးဇူးတင်စကားပြောဖို့ခွင့်ပေးတဲ့ဆရာကိုလည်းကျေးဇူးတင်ပါတယ်ဦးနာမည်ထောက်ရပြလို့ရှင်မောင်တော်များကျေးဇူးတော်အပေါင်းကိုလည်းနေ့ပြောနေပြားတင်ကျေးဇူးတော်များပြားရတယ်ဘုရားသခင်မှာတင်ပြီးမင်္ဂလာပွဲအပ်လို့မှပြင်နေခြင်းဖြစ်ပါဘူး။ဒါကြောင့်ဘုရားသခင်ကိုကျေးဇူးရှိဥစွာကျေးဇူးတော်ရှင်တော်ကလည်းကျေးဇူးတင်ပါတယ်။ဒီမင်္ဂလာပွဲခင်တော်ပြရာဒီအသင်းတော်မဆရာမများအားလုံးတော်တော့လူနှစ်ဖက်မိကမရှိနေတော့တော့ဒီချင်းရပြပြပြီးအပြေတော့ဒီများအားလုံးကိုကျေးဇူးတင်ပါတယ်။ပါလာရှင်ပြီးလို့တဲ့ဒီများကိုလည်းကျေးဇူးတော်ရခွင့်ပေးတော့ပြကြောင်းဆရာမကိုလည်းကျေးဇူးတင်တယ်။ဒါကြောင့်အပြေတော့ပရိသတ်အားလုံးလည်းကျေးဇူးတင်တယ်ဒီမင်္ဂလာပွဲမှာတန်းနေတဲ့ဒီလူမင်္ဂလာဆောင်ပြီးတော့ဆရာတော်ကြီးကိုလည်းအသက်ကြီးကြာမှချင်းသိကောင်းတယ်လေလာရောက်ပြီးတော့တန်းနေတဲ့မင်္ဂလာဆောင်ကောင်းတယ်လာရောက်ပြီးတော့ဆောင်ပြီးတော့ဆရာတော်ကြီးလည်းကျေးဇူးတင်ပါတယ်နောက်ကျေးဇူးတင်မှာကတန်းကြီးလူကြီးရဲ့အလို့ရှင်စီမမန်တို့ပါလေအလို့ရှင်စီမမန်တို့ကတန်းကြီးလူကြီးကဲတို့မင်္ဂလာဆောင်ပွဲမှာအကောင်းဆုံးကိုပါပေးပြည့်အတွက်အလို့ရှင်ကိုအထူးကျေးဇူးတင်ပါတယ်ဒါမှချမ်းသာလို့အောင်လို့အသက်နဲ့ကျေးဇူးရပါစေ။ဒီမှာဝိမာန်လာရောက်အပ်ပြီးတော့မိတ်ဆွေတင်ကအားလုံးလည်းကျေးဇူးတင်ပါတယ်။အခုမင်္ဂလာဆောင်ပွဲမှာပြိဿတာမရှိဒီမင်္ဂလာဆောင်ပွဲကကောင်းတဲ့မင်္ဂလာဆောင်ပွဲမဟုတ်ပါဘူး။အခုလိုမိတ်ဆွေတင်ကအားလုံးလာရောက်ပြီးတော့တဲ့ရောက်ပြီးတော့လာရောက်ပြီးတော့မင်္ဂလာဆောင်လာပါဝင်တဲ့ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်။ကြားတင်စာရေးကောင်းကြီးပေးပါစေအားလုံးကိုအာမင်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့အခုအစီအစဉ်ပြီးတော့ဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အရေးကြီးဆုံးအချက်လေးကြာပါသေးတယ်ပထမဆုံးเนาะဒီကရိုတာစနေမင်္ဂလာစနေပေါင်းနေတဲ့ဒီကျွန်တော်တို့တက်ပုံရပြဖို့ဖြစ်ပါတယ်နှစ်ဖက်သောမိဘဆွေမျိုးတွေကိုဖိတ်ခေါ်ပါတယ်အရင်ဆုံးကျွန်တော်စင်ပေါ်ကြွလာပြီးပါတက်ပုံအမှတ်တရတက်ပုံရဖို့ဖြစ်ပါတယ်တရိုတာတရိုသမီးနှစ်ဖက်သောမိဘဆွေမျိုးတွေဒရုတာရဲ့အမေဖြစ်တယ်လာပြီးပါကျွန်တော် နာမတော်ချီးမွမ်းပါတယ်။တောင်းဆောင်မဲ့တာသမီးချင်းနဲ့ဆက်လက်ကြွတဲ့ခန္ဓာကိုယ်ကိုအဖြစ်စီမံမှုကြောင့်နာမတော်ချီးမွမ်းတဲ့ခါမှာတခင်ယေရှုဖျားနာမနဲ့ချီးမွမ်းတောင်းဆောင်မှာဖာပြရှင်။အာမင်။ကျွန်တော်တို့အခုချိန်မှာအလုံးတူကပ်တဲ့ပြီးတော့ဓမ္မတစ်ချက်အိမ်ထောင်မှာပြတာဆိုရင်ဓမ္မတစ်ချက်ကိုပြတာပြီးဆိုတာပါဖြစ်ပါတယ်။ဓမ္မတစ်ချက်ပြီးတော့တဲ့အခါမှာကျွန်တော်တို့ဒီမင်္ဂလာနောက်ထပ်ကျွန်တော်တို့ဒီကတော့နောက်ထပ်ခြင်းနဲ့ဒီမင်္ဂလာခံယူကြမှာဖြစ်တယ်။ဒါကြောင့်ဆရာတော်ဂျိမ်းကိုဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ Yeah.
ကြောင့်စိတ်ပြည့်ခြင်းတကယ်ကျေးဇူးတော်ဖြစ်ခဲ့ခြင်းလားကျွန်တော်မှာအိမ်တော်မှာခြင်းမြေတာဆိုတော်လို့ရှိတော်ခြင်းမှာအိမ်တော်မှာမြတ်ကြောင့် တော်မီတော့ရှစ်တော်မူသောဖဖျားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ယနေ့အစီအစဉ်အစမ်းပါဆို